Manchester United ရဲ့ထိပ်တန်းကန်ဝင်9ယောက်ဟာအခုလက်ရှိကစားသမားတွေထက်အများကြီးတာလုံးနဲ့ဆိုတာသိကြပါသလား United သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမား9ယောက်ကိုပြောပြပေးပါမယ်နံပါတ်5ကတော့ Wayne Rooney ပါသူဟာ Premier League ဖလား9လုံးနဲ့ Champions League ဖလားတို့ကိုစုခူးနိုင်ခဲ့တဲ့ဂိုးသွင်းအကောင်းဆုံးကစားသမားဖြစ်ပါတယ် United အတွက်ပွဲပေါင်း959ပွဲမှာ253ဂိုးအထိသွင်းယူပေးထားပြီးကလပ်ရဲ့သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူအဖြစ်မှတ်တမ်းတင်ထားနိုင်သူပါနံပါတ်4ကတော့ Paul Scholes ပါစုဖလားပေါင်း25လုံးအထိရရှိခဲ့တဲ့တီထွင်ဖန်တီးမှုအားကောင်းတဲ့ကွင်းလယ်လူဖြစ်ပြီး Premier League 17ကြိမ်နဲ့ Champions League 2ကြိမ်ရရှိခဲ့ပူပါတယ်။သူ့ရဲ့အမြင့်ဆူရှာမှုပေးပို့မှုတွေနဲ့ဂိုးသွင်းစွမ်းရည်တွေကလူတိုင်းသိပဲဖြစ်ပါတယ်။နံပါတ်3ကတော့ George Best ပါ။မြန်နှုန်းမြင့်ပြီးဂိုးသွင်းကောင်းတဲ့တောင်ပန်ကစားသမားတဦးဖြစ်တယ်လို့1968ခုနှစ်မှာရွှေဘောလုံးဆုကိုလည်းစုခူးနိုင်ခဲ့ပါတယ်။သူဟာကမ္ဘာအကောင်းဆုံးကစားသမားစာရင်းမှာအမြဲပါဝင်သူပါ။နံပါတ်2ကတော့ရိုင်ယန်ကစ်ပါ။သူဟာ United မှာနှစ်ပေါင်း24နှစ်ကြာကစားခဲ့ပြီးစုဖလားပေါင်း24လုံးထိရရှိခဲ့ပါတယ်။ Premier League 17ကြိမ်နဲ့ Champions League 2ကြိမ်ထိစုခူးနိုင်ခဲ့တဲ့တောင်ပန်လူတဦးဖြစ်ပါတယ်။ကဲအခုနံပါတ်1နေရာမှာရှိနေတဲ့သူကဘယ်သူဖြစ်မလဲဆိုတာခန့်မှန်းကြည့်ကြပါဦး။သူဟာမြူနစ်လေရင်ပြတ်ကျမှုကနေအသက်ရှင်လွတ်မြောက်ခဲ့တဲ့ကန်ဝင်ကွင်းလယ်လူဖြစ်ပြီး1966ခုနှစ်မှာရွှေဘောလုံးဆုကိုရရှိခဲ့သူပါ။သူ့နာမည်ကိုသိတယ်ဆိုရင်မှတ်ချက်မှာရေးပေးခဲ့ကြပါဦး။ Manchester United ရဲ့ထိပ်တန်းကန်ဝင်9ယောက်ဟာအခုလက်ရှိကစားသမားတွေထက်အများကြီးတာလုံးနဲ့ဆိုတာသိကြပါသလား United သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမား9ယောက်ကိုပြောပြပေးပါမယ်နံပါတ်5ကတော့ Wayne Rooney ပါသူဟာ Premier League ဖလား9လုံးနဲ့ Champions League ဖလားတို့ကိုစုခူးနိုင်ခဲ့တဲ့ဂိုးသွင်းအကောင်းဆုံးကစားသမားဖြစ်ပါတယ် United အတွက်ပွဲပေါင်း959ပွဲမှာ253ဂိုးအထိသွင်းယူပေးထားပြီးကလပ်ရဲ့သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူအဖြစ်မှတ်တမ်းတင်ထားနိုင်သူပါနံပါတ်4ကတော့ Paul Scholes ပါစုဖလားပေါင်း25လုံးအထိရရှိခဲ့တဲ့တီထွင်ဖန်တီးမှုအားကောင်းတဲ့ကွင်းလယ်လူဖြစ်ပြီး Premier League 17ကြိမ်နဲ့ Champions League 2ကြိမ်ရရှိခဲ့ပူပါတယ်။သူ့ရဲ့အမြင့်ဆူရှာမှုပေးပို့မှုတွေနဲ့ဂိုးသွင်းစွမ်းရည်တွေကလူတိုင်းသိပဲဖြစ်ပါတယ်။နံပါတ်3ကတော့ George Best ပါ။မြန်နှုန်းမြင့်ပြီးဂိုးသွင်းကောင်းတဲ့တောင်ပန်ကစားသမားတဦးဖြစ်တယ်လို့1968ခုနှစ်မှာရွှေဘောလုံးဆုကိုလည်းစုခူးနိုင်ခဲ့ပါတယ်။သူဟာကမ္ဘာအကောင်းဆုံးကစားသမားစာရင်းမှာအမြဲပါဝင်သူပါ။နံပါတ်2ကတော့ရိုင်ယန်ကစ်ပါ။သူဟာ United မှာနှစ်ပေါင်း24နှစ်ကြာကစားခဲ့ပြီးစုဖလားပေါင်း24လုံးထိရရှိခဲ့ပါတယ်။ Premier League 17ကြိမ်နဲ့ Champions League 2ကြိမ်ထိစုခူးနိုင်ခဲ့တဲ့တောင်ပန်လူတဦးဖြစ်ပါတယ်။ကဲအခုနံပါတ်1နေရာမှာရှိနေတဲ့သူကဘယ်သူဖြစ်မလဲဆိုတာခန့်မှန်းကြည့်ကြပါဦး။သူဟာမြူနစ်လေရင်ပြတ်ကျမှုကနေအသက်ရှင်လွတ်မြောက်ခဲ့တဲ့ကန်ဝင်ကွင်းလယ်လူဖြစ်ပြီး1966ခုနှစ်မှာရွှေဘောလုံးဆုကိုရရှိခဲ့သူပါ။သူ့နာမည်ကိုသိတယ်ဆိုရင်မှတ်ချက်မှာရေးပေးခဲ့ကြပါဦး။ဒါဟာတရေတမတ်ရတာမဟုတ်ပဲနေကင်းကြောင်တောင်တပြတိုက်ခံလိုက်ရတာပါ Manchester United ဟာဖုံးမောက်နဲ့2ဂိုးစီတရေကျပြီးအမှတ်လျှော့ခဲ့ရပေမဲ့တကယ်ဇလန်ကဒိုင်လူကြီးစီမှာရှိနေပါတယ်အတိအကျပြောရရင်ဒါဟာ United အတွက်ရှုံးပွဲတစ်ပွဲလိုပါပဲကစားသမားတွေရဲ့စွမ်းဆောင်ရည်ကကောင်းမွန်တယ်လို့စူးစမ်းအားထုတ်မှုကလည်းရှိခဲ့ပေမဲ့ရလဒ်ကတော့အခိုးခံလိုက်ရတာကြောင့်ပရိသတ်တွေဒေါသထွက်နေကြပါတယ်ဒီပွဲမှာ Harry Maguire ဟာဂိုးသွင်းခွင့်ကိုတားဆီးတယ်ဆိုပြီးအထုတ်ခံခဲ့ရပေမဲ့ United ဟာအရှုံးမပေးဘဲအခွင့်အရေးတွေစက်တိုက်ဖန်တီးပြီးတိုက်ပွဲဝင်ခဲ့ပါတယ်ဒါပေမဲ့အရာအလုံးကိုပြောင်းလဲသွားစေတာကတော့ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေပါအာမတ်ဒီယေလိုကို penalty area ထဲမှာတိတိတတ်တာဆွဲလဲခဲ့တာကိုဒိုင်လူကြီးရောဗီဒီယိုကူတိုင်ကဘာမှမလုပ်ခဲ့ပါဘူးဒီနေရာမှာတင်ပွဲရဲ့ရလဒ်ကအဖြေထွက်သွားတာပါဒါဟာနီးစနစ်ကြောင့်မဟုတ်တယ်လို့စူးစမ်းမှုမရှိလို့လည်းမဟုတ်ပါဘူးဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကြောင့်သာဖြစ်ပါတယ်အဲ့ဒီ penalty တာရခဲ့ရင်ပွဲရလဒ်ကတမျိုးတစ်ပုံပြောင်းလဲသွားမှာအသေးချပါပဲအခုပရိသတ်တွေမေးခွန်းထုတ်နေကြတာက Premier League ဒိုင်လူကြီးတွေက United ရဲ့အမှတ်တွေကိုတမင်ဖြုံးတီးနေတာလားဆိုတာပါပဲဒါဟာပထမဆုံးအကြိမ်လည်းမဟုတ်တယ်လို့လစ်လူရှုထားဖို့လည်းခက်ခဲလာပါပြီမိုက်ကယ်ကားရင်နဲ့သူ့ရဲ့အဖွဲ့ဟာဒီပွဲကိုနိုင်အောင်ကစားနိုင်ခဲ့ပေမဲ့ဆုံးဖြတ်ချက်တွေကသူတို့ဘက်မှာမရှိခဲ့ပါဘူးကဲဒါဟာဒိုင်လူကြီးရဲ့ညံ့ဖျင်းမှုတက်တက်ပဲလားဒါမှမဟုတ်တခြားတစ်ခုခုများရှိနေတာလားပရိသတ်တွေရဲ့အမြင်တွေကိုမှတ်ချက်ကဏ္ဍမှာရေးပေးခဲ့ကြပါဦးအခုလိုအားကစားသတင်းတွေကိုသိရဖို့ like နဲ့ subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်ခဏလေးဖုန်းကိုဆက်မပို့ပါနဲ့အောင်ဒါကဒီနွေရာသီမှာအကြီးမားဆုံးကွင်းလယ်ပြောင်းရွှေ့ဖြစ်လာနိုင်လို့ပါအခုတင်ထွက်လာတဲ့သတင်းတွေအရ Manchester United ဟာ Sandro Tonali ကိုခေါ်ယူဖို့အတွက်စတင်ဆက်သွယ်နေပြီလို့သိရပါတယ်ဒါတင်မကသေးဘူးနော်တစ်ဖက်မှာလည်း Manchester City ကပါ Tonali ရဲ့အခြေအနေကိုမျက်စိတောက်ထောက်ကြည့်နေတာပါဒီပွဲကတော့တကယ်ကိုအပူချိန်တက်လာပြီလို့ပြောရမှာပဲ United ဘက်က Newcastle စီကိုဖုံးဆက်ပြီး Tonali ရဲ့အပြောင်းရွှေ့အခြေအနေတွေကိုစုံစမ်းနေပြီလို့သတင်းတွေကဆိုပါတယ်ဒါပေမဲ့ပြဿနာတစ်ခုကတော့ဒီအပြောင်းရွှေ့ကလုံးဝကိုဈေးမပေါ်နိုင်တာပါပဲ Newcastle ဆိုတာငွေကြေးအင်အားအတောင့်တင်းတဲ့အသင်းဖြစ်တဲ့အတွက်သူတို့အလိုရှိတဲ့ဈေးနှုန်းမရရင်ဘယ်တော့မှရောင်းမဲ့အသင်းမဟုတ်ပါဘူးတကယ်လို့ United သား Tonali ကိုတကယ်လိုချင်နေဆိုရင်ငွေပုံပေးရမှာတေးချတယ်လို့ Man City ကပါကြားဖြတ်လို့ဖို့ချောင်းနေတဲ့အတွက်ဒါဟာတကယ်အပြောင်းရွှေ့စစ်ပွဲကြီးဖြစ်လာနိုင်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက Tonali ဟာ United ရဲ့တဦးတည်းသောပြစ်မှတ်မဟုတ်တာပါပဲ Elliot Anderson ဟာလည်းသူတို့ရဲ့ထိပ်တန်းပြစ်မှတ်စရင်းထဲမှာဆက်ရှိနေပါတယ်ဒါကိုကြည့်ချင်းအဖြစ် United ဟာဒီနွေရာသီမှာကွင်းလယ်တစ်ခုလုံးကိုအကြီးစားပြုပြင်ပြောင်းလဲဖို့စီစဉ်နေတာသိတာပါတယ်။ Tonali ရဲ့တည်ငြိမ်မှုနဲ့ Anderson ရဲ့တက်ကြွမှုဒီနှစ်ယောက်သာပေါင်းလိုက်ရင် United ရဲ့ကွင်းလယ်ကတော့အကြီးကျယ်ပြောင်းလဲသွားမှာပါ။ဒါပေမဲ့မေးစရာရှိတာက Newcastle ရဲ့တင်းမာမှုနဲ့ Man City ရဲ့နှောက်ယှက်မှုတွေကြားမှာ United တကယ်ပဲခေါ်ယူနိုင်မလားဆိုတာပါပဲ
ဒါကအစောပိုင်းအဆင့်ပဲရှိသေးပေမဲ့အသင်းကြီးတွေအတိုင်းဆိုင်ဖြစ်လာပြီဆိုရင်တော့ဈေးနှုန်းတွေတက်လာပြီးဒရာမာတွေအများကြီးမြင်ရတော့မှာပါ။ United ကတော့တိတ်တိတ်လေးလှုပ်ရှားနေပေမဲ့ဒီနွေရာသီမှာအကြီးကြီးတစ်ခုခုဖြစ်လာတော့မှာကတော့အသေးချပါပဲ။ကဲတငယ်ချင်းတို့ရော United မှာတိုနာလီကိုမြင်ချင်လား။ဒါမှမဟုတ်အန်ဒါဆန်ကိုပဲအာယုံစိုက်တင်သလား။ကို့အမြင်တွေကိုပုံမှန်မှာရေးပေးခဲ့ကြပါဦး။နောက်ထပ်အပြောင်းရွှေ့သတင်းတွေကိုသိရဖို့အသေးပေးပြီးနဲ့ follow လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်။ Manchester United က Joshua Zirkzee ကိုလက်လွတ်ဖို့ပြင်ဆင်နေပြီဆိုတဲ့သတင်းတွေကအခုလက်ရှိမှာတော့တကယ်ကိုရေပန်းစားဆုံးသတင်းတစ်ပုဒ်ဖြစ်နေပါတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကသူ့ရဲ့ပြောင်းရွှေ့ခြင်းပါ Juventus အသင်းအနေနဲ့ Zirkzee ကိုပေါင်22တန်းလောက်နဲ့ခေါ်ယူနိုင်တယ်လို့သိရပါတယ်။ဟုတ်ပါတယ်။ United ကတကယ်ကိုယုံကြည်နဲ့ခေါ်ယူခဲ့တဲ့တိုက်စစ်မှုတစ်ယောက်ကိုဒီဈေးနှုန်းနဲ့ရောင်းထုတ်ဖို့အထိဖြစ်လာတာဟာနောက်ွယ်မှာတစ်ခုခုတော့အကြီးကျယ်ဖြစ်နေပြီဆိုတာသိတာပါတယ်။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာက Juventus ဘက်ကလည်းအလောတကြီးအပိသက်စာချုပ်နဲ့ခေါ်ဖို့မစင်စားသေးတာပါပဲ။သူတို့ကစွန့်စားရမှုနည်းစေမဲ့အငှားနဲ့အရင်ခေါ်ပြီးမှနောက်ပိုင်းမှာအပိသက်ဝယ်ယူခွင့်ဒါမှမဟုတ်မဖြစ်မနေဝယ်ယူရမယ့်သဘောတူညီချက်မျိုးနဲ့ပဲကန့်လန့်ကျင်နေတာပါ။ဒါကိုကြည့်ချင်းအဖြစ် Juventus ကလည်းဒီအခြေအနေကိုဘယ်လိုမြင်လဲဆိုတာပေါ်လွင်နေပါတယ်။နောက်ထပ်ထူးခြားတာတစ်ခုကတော့ Zirkzee ရဲ့အေဂျင့်ကိုယ်တိုင်ကနွေရာသီမတိုင်ခင်မှာသူ့ကစားသမားကို Juventus စီကန့်လန့်နေတယ်လို့သတင်းတွေထွက်လာတာပါ။အေဂျင့်တွေဘက်ကဒီလိုဆက်လုပ်ရှားပြီဆိုရင်တော့ကစားသမားကိုယ်တိုင်ကအသင်းပြောင်းဖို့အဆင်သင့်ဖြစ်နေပြီဆိုတဲ့အဓိပ္ပာယ်ပါပဲ။တကယ်လို့ United ကသာဒီဈေးနဲ့တကယ်ရောက်မှဆိုရင်ပြီးတော့ Juventus ကတောင်ချက်ချင်းလက်ငင်းအပြီးမဝယ်ချင်ဘူးဆိုရင် Zirkzee ရဲ့ Old Trafford ကအနာဂတ်ဟာတကယ်ပဲမေးခွန်းထုတ်စရာဖြစ်နေပါပြီ။ဒါဟာရိုးရိုးပြောင်းရွှေ့ခြင်းသတင်းတစ်ခုတည်းမဟုတ်ပဲသူ့ရဲ့ကစားသမားဘဝလမ်းဆုံလမ်းခွကိုရောက်နေတာပါ။တခုတော့သိချပါတယ်။ Zirkzee နဲ့ Manchester United တို့ရဲ့လက်တွဲမှုကတော့လမ်းခွဲဖို့နီးစပ်နေပြီဖြစ်တယ်လို့ Juventus ကလည်းအခြေအနေကိုစောင့်ကြည့်ရင်းအကောင်းဆုံးအခွင့်အရေးကိုစောင့်နေပါတယ်။ဒါနဲ့ပတ်သက်ပြီးခင်ဗျားတို့ကဘယ်လိုမြင်ကြလဲ။ United အနေနဲ့သူ့ကိုဆက်ထားတင်လားဒါမှမဟုတ်အခုပဲရောင်းထုတ်လိုက်တင်ပြီလား။ Juventus ကိုရောက်သွားရင်ရော Zirkzee ခြေစွမ်းပြနိုင်ပါမလား။ ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။အသေးပေးပြီး follow လုပ်ဖို့လည်းမမေ့ပါနဲ့အောင်နော်။